ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒူရီဦးအောင် official ဒူရီ lucky အောင် official ဒူရီရွှေ lucky official ဒူရီမာစတာအောင် official YouTube channel ကနေပြီးတော့အကူဒီမားတွေအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာเนาะ channel ကို subscribe မနေရသေးတဲ့အကူဒီမားတွေအားလုံးက channel ကို subscribe နေကြပြီပါ channel ကို subscribe နေပြီးတဲ့အကူဒီမားတွေအားလုံးကကျွန်တော်ရဲ့အကူဒီဗီဒီယိုကိုအများမြင်အောင်အများသိအောင်အများသူငါမြင်နေအောင်တွေ့နေအောင်2မိနစ်2ပေါက်အများမြင်များပေါက်အောင်အကူဒီမားတွေအားလုံးဘက်ကနေပြီးတော့ဒူရီနဲ့သက်ဆိုင်တဲ့ပတ်သက်ရပတ်သက်ကြောင်းဂရုလေးတွေမှာ share လို့ရတဲ့နေရာမျိုးလေးတွေမှာ share ပြီးတော့မှကြည့်ပေးပါမျှဝေလို့ရတဲ့နေရာမျိုးလေးတွေမှာမျှဝေပြီးတော့မှကြည့်ပေးပါလို့ကိုဒီမားတွေအားလုံးကိုဦးစွာပထမအနေနဲ့ကျွန်တော်ကနေပြီးတော့မြေတားရက်ခံနေပါတယ်ခင်ဗျာเนาะကဲအဲ့တော့ကိုဒီမားတွေအားလုံးအတွက်လာပြီเนาะ21ရက်17လ2025တောက်ကြနေ့နေကုန်အတွက်လုံးမိုင်ပတိနဲ့မရောတဲကွက်မျှဝေတင်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့အတွက်အကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစားကနေအဆုံးထိတေချာလေးပြီးဆုံးနိုင်အောင်ကြည့်ပေးပါလို့ကိုဒီမားတွေအားလုံးကိုထပ်မံပြီးတော့ကျွန်တော်ကနေပြီးတော့မြေတားရက်ခံနေပါတယ်ခင်ဗျာเนาะကဲအဲ့တော့အကိုဒီမားတွေအားလုံးအတွက်ကိုဒါကျွန်တော်ရဲ့အခုဒီဗီဒီယိုမှာကိုဒီမားတွေအားလုံးအတွက်เนาะလုံးဝဒါမင်္ဂလာသတင်းလေးပါလာပါတယ်အဲ့ဒါကဘာလဲဆိုတော့เนาะကျွန်တော်တို့24ရက်17လ2025ကနေ26ရက်17လ2025အထိเนาะကျွန်တော်တို့ဒါရှေ့လာမဲ့အပတ်ပေါ့เนาะကျွန်တော်တို့ဒါတလင်းလာအင်္ဂါဗုဒ္ဓဟူးเนาะ3ရက်အတွက်ဇာရုပတ်တီတစ်လုံးနဲ့ဇာရုမွေနှစ်ကွက်ကိုဒါအကူဒီမားတွေအားလုံးကဒါကျွန်တော်ဘက်ကနေပြီးတော့ဒါကျွန်တော်ရဲ့เนาะဒါ Telegram channel နဲ့ Viber channel မှာတင်ပေးမှာဖြစ်ပါတယ်အဲ့တော့အကူဒီမားတွေအားလုံးဘက်ကနေပြီးတော့ကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကိုမ join ရသေးဘူးဆိုတဲ့အကူဒီမားတွေအားလုံးကလည်း join ထားဖို့မမေ့ကြပါနဲ့ဗျเนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ Viber channel ကိုဘယ်လိုမျိုး join ရမလဲเนาะကျွန်တော်ပြောပြမယ်ကျွန်တော်ရဲ့အခုဒီဗီဒီယိုရဲ့เนาะ comment အပေါ်ဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးနဲ့ကျွန်တော်ရဲ့ Viber channel လေးကိုပင်စိုက်ပေးထားပါမယ်အကူဒီမားတွေအားလုံးဘက်ကနေပြီးတော့ Telegram သုံးတဲ့အကူဒီမားတွေအားလုံးက Telegram channel ကို join တာ Viber သုံးတဲ့အကူဒီမားတွေအားလုံးက Viber channel ကို join တာเนาะဒါကျွန်တော်ရဲ့ Telegram channel နဲ့ကျွန်တော်ရဲ့ Viber channel ကို join တာလို့အကူဒီမားတွေအားလုံးကလုံးဝเนาะအကျိုးမရုပ်စီအောင်လို့ကျွန်တော်ဘက်ကပြောချင်ပါတယ်ကျွန်တော်ဘက်ကနေပြီးတော့လေအကူဒီမားတွေအားလုံးကိုမမခေါ်ဘူးအဖွဲ့ဝင်မခေါ်ဘူးအကူဒီမားတွေအားလုံးကိုကျွန်တော်ဘက်ကနေပြီးတော့เนาะ free ပေးမှာဖြစ်ပါတယ်เนาะအဲ့ဒီအတွက်ဒါကျွန်တော်ဘက်ကနေရတော့ကျွန်တော်ဘက်ကနေရတော့ပေါ့เนาะကျွန်တော်ဒီဒါစေတနာကောင်းထားပါတယ်အဲ့အတွက်စေတနာကောင်းရင်တော့ကံကောင်းပါတယ်เนาะဒါအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့လေကျွန်တော်ရဲ့เนาะအခုဒီဗီဒီယိုကိုเนาะဒါ like and share လုပ်ပြီးတော့ပါเนาะကျွန်တော်ရဲ့ channel ကိုလည်း like and subscribe မလုပ်ရသေး like and subscribe လုပ်ပြီးပါเนาะ like and subscribe ဆိုလို့เนาะအကူဒီမားတွေအားလုံးပဲဒါကျွန်တော်ရဲ့ဒါ channel ကို like and subscribe လုပ်မယ်ဆိုရင်အကူဒီမားတွေအားလုံးဘက်ကနေပြီးတော့เนาะဒါလုပ်ဖို့လုံနည်းလေးကျွန်တော်ဘက်ကပြောပြပေးပါမယ်เนาะ subscribe လုပ်ရဆိုတာကဒါကျွန်တော်ရဲ့ channel ကိုဒါ subscribe လုပ်ပြီးလို့ရှိရင်เนาะ notification ဘယ်ခေါင်းလောင်းလေးတွေ့ပါလိမ့်မယ်အဲ့ဒါလေးကိုကိုဒီမားတွေအားလုံးဘက်က on ပေးပါဖွင့်ပေးပါเนาะဒီခေါင်းလောင်းလေးကိုကိုဒီမားတွေအားလုံးဘက်ကနေဖွင့်ထားမှသာလင်းเนาะဒါကျွန်တော်တူးတင်တဲ့ပတ်သက်ပြီးတင်ပြဗီဒီယိုတွေကိုကိုဒီမားတွေအားလုံးပဲအမြင်မြင်ရတွေ့ရမှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့ notification ဘယ်ခေါင်းလောင်းလေးကိုเนาะ on ထားဖို့ဖွင့်ထားဖို့မမေ့ကြပါနဲ့ဗျเนาะကဲအဲ့တော့ကိုဒီမားတွေအားလုံးအတွက်เนาะလာပြီ21ရက်17လ2025တောက်ကြနေ့နေကုန်အတွက်လုံးမိုက်ပတိနဲ့မယောတေကပြောပေးမယ်เนาะအကူဒီမားတွေအားလုံးဘက်ကနေပြီးတော့เนาะကျွန်တော်ပြောပြီးတဲ့လုံးမိုက်ပတိနဲ့မယောတေကကိုတူတယောက်မကြမ်း comment ထဲမှာဝိုင်းဝန်းပြီးတော့ရေးပေးပါဘာဖြစ်လို့ရေးခိုင်းတာလဲဆိုတော့เนาะဒါနာကြားသိမ့်မရှင်းတဲ့ဒါအကူဒီမားတွေအားလုံးလည်းရှိနေတယ်ဒါအစီအပြေတော့အောင်လို့ကိုဒီမားတွေအားလုံးဘက်ကနေပြီးတော့တူတယောက်မကြမ်းဝိုင်းဝန်းပြီးတော့ရေးပေးပါเนาะကဲဒါကိုဒီမားတွေအားလုံးတော့လာပြီเนาะ21ရက်17လ2025တောက်ကြနေ့နေကုန်တော့လုံးမိုက်ပတိနဲ့မယောတကောပြောပြပါမယ်เนาะတစ်လုံးမိုက်ပတိနဲ့6လုံးမိုက်ပတိဖြစ်ပါတယ်ခင်ဗျာเนาะတင်းနဲ့ပတ်သက်တဲ့မယောတကောပြောပြမယ်13 14 15 19เนาะ6နဲ့ပတ်သက်တဲ့မယောတကောပြောပြပါမယ်63 64 65 69ဖြစ်ပါတယ်ခင်ဗျာเนาะအဲ့အတွက်အကိုဒီမားတွေအားလုံးပဲเนาะဒါကျွန်တော်အခုပေးတယ်เนาะဒါလုံးမိုက်ပတိနဲ့မယောတေကွက်ကိုဒါကိုဒီမားတွေအားလုံးကိုဒါအကုန်လုံးလိုက်ပြီးတော့เนาะထိုးရမယ်လို့ကျွန်တော်ဘက်ကနေပြီးတော့မဆိုလို့ဘူးเนาะကိုကြိုက်နဲ့တက်ရအောင်ကိုเนาะဒါယူပြီးတော့သုံးလို့ရတယ်ဆိုတဲ့အကြောင်းလေးဒါကျွန်တော်ဘက်ကနေပြီးဒါဖတီဒါမျှဝေပြီးတာเนาะကိုဒီမားတွေအားလုံးပဲအဲ့အတွက်ကိုအဆင်ပြေသလိုကိုအကျိုးရှိလို့ကိုဒီမားတွေအားလုံးပဲယူသုံးပါအသုံးချပါเนาะဒါ
ဒါပြောချင်ပါတယ်เนาะအဲ့အတွက်ကိုဒီမတွေအားလုံးကျွန်တော်တစ်ခုအနေနဲ့နောက်တစ်ခုအနေနဲ့ကျွန်တော်ပြောချင်တာကเนาะဒါကနန်းဒါ sorry တူတီထိုးရဲဆိုတာကเนาะအာပြီးတော့ထိုးရတယ်ကျွန်တော်ဗီဒီယိုရဲ့เนาะ10 မိနစ်ကိုကြည့်ပြီးတော့ကိုဒီမတွေအားလုံးပဲဒါမထိုးနဲ့ပေါ့เนาะဒါမအာနဲ့ဒယ်ဟောရမယ်ဆိုတာကတော့ဒါတော့ဒါတူတီမှာအသိတော့အဆင်မပြေဘူးเนาะဒါပေမဲ့လို့ဒါ10 မိနစ်ကအများကြီးထည့်လို့ရှိရင်အဆင်မပြေတဲ့အတွက်ကျွန်တော်အဆင်ပြေသလိုလေးပဲကျွန်တော်လုပ်ပြီးတော့ထည့်တာပေါ့เนาะအဲ့တော့ကိုဒီမတွေအားလုံးပဲကနန်းထိုးတဲ့အခါမှာတူတီထိုးတဲ့အခါမှာเนาะအာပြီးတော့ထိုးပါပေါ့เนาะအဲ့အတွက်ကျွန်တော်ရဲ့အခုဒီဗီဒီယိုကိုအစကနေအဆုံးထိเนาะတေချာလေးပြီးဆုံးနိုင်အောင်ကြည့်ပြီးတဲ့အကိုဒီမတွေတယောက်ချင်းစီတိုင်းပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့အားလုံးပဲပြည့်စုံကြပါစေเนาะစီးပွားရေးလူမှုရေးကျမ်းမာရေးเนาะဆဆရရအားလုံးလည်းအဆင်ပြေကြပါစေလို့အကိုဒီမတွေအားလုံးကိုကျွန်တော်ကနေပြီးတော့ထပ်မံပြီးတော့ဆုတောင်းမြတ်တာပို့တာပေးလိုက်ပါတယ်ခင်ဗျာအကိုဒီမတွေအားလုံးပဲဗမ်းပါ